TikTok က view မတက်လို့ကျွန်တော်တို့က TikTok လက်ဖောင်းရုံစမတုံးတော့ဆိုတာလည်းဒီလိုဖြစ်တော့ view ကတန်းတဲ့ချီရရအောင်အစမဖြစ်တာအများကြီးဖြစ်နေပါတယ်ညီမတို့ရဲ့ calling consulting ပေါ့နော်တင်နန်းသားတယောက်ကသူက TikTok video ကြီးတင်တယ်သူ့ရဲ့လုပ်ငန်းအတွက်ပေါ့နော်ဒါပေမဲ့လည်းသူက view မတက်ဘူး TikTok က view မတက်တော့ customer လည်းမရဘူးအဲ့လိုဖြစ်နေရဆရာအခုပေါ့နော်ဒီ creator တွေပြောနေကြတာပေါ့နော်ဒီ2025 2026မှာဆိုလို့ရှိရင်သူက TikTok က view တော်တော်ကျသွားတယ်အဲ့လိုကြာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြာသူက algorithm တွေကဘယ်လိုပြောင်းသွားလဲ2026ကြာသေးခင်ကပဲအဲတို့ပြောင်းလိုက်ရတယ်သူရှိတယ်ဟိုက follower မရှိဘူးဆိုရင်သူ့ content ကလည်းမကောင်းဆိုရင်သူ့ရဲ့ဒီလိုကဒါဆိုတော့ကျွန်တော်အနေနဲ့ view တက်ဖို့ကြိုးစားနေတယ်မင်္ဂလာပါရှင် calling consulting ရဲ့ AI marketing podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့ကတော့ episode 2လေးပေါ့နော်ဒီ episode မှာတော့ TikTok က view မပေးလို့ရှိရင်ကိုယ့်ရဲ့ business ရပ်ထားရမှာလားဆိုတဲ့အကြောင်းလေးကိုဆရာနဲ့တကွာဆွေးနွေးပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ် TikTok က view တွေမရကြဘူးเนาะလုပ်ငန်းအများစုက TikTok တွေ run နေတယ်ဒါပေမဲ့ view မရဘူးဆိုရင်ကျွန်တော်လုပ်ငန်းတစ်ခုရက်တဲ့အခြေအနေမဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ဘာလို့ဆိုတော့ကျွန်တော်ရဲ့လုပ်ငန်းမှာ TikTok ရဲ့ view ပေါ်မှာပဲလုံးဝမရက်တည်တင်ပါဘူးအဲ့ဒါဆိုအဲ့အကြောင်းလေးကိုကျွန်တော်လည်းဒီနေ့ခိုင်စွန်းနဲ့ဆွေးနွေးကြမှာဖြစ်ပါတယ်ညီမတို့ရဲ့ calling consulting ပေါ့နော်တင်နန်းသားတယောက်က TikTok video ကြီးတင်တယ်သူ့ရဲ့လုပ်ငန်းအတွက်ပေါ့နော်ဒါပေမဲ့လည်း view မတက်ဘူး TikTok က view မတက်တော့ customer လည်းမရဘူးအဲ့လိုဖြစ်နေရဆရာအဲ့ဒီအတွက်ဆရာတစ်ချက်လောက်ပြပြပေးပါအောင် TikTok က view မတက်လို့ကျွန်တော်တို့က TikTok လက်ဖောင်းရုံစမတုံးတော့ဆိုတာလည်းဒီလိုဖြစ်ပါကျွန်တော်ပြောချင်တာက view နဲ့ customer နဲ့ဆိုတော့ကျွန်တော်ခွဲနေဖို့เนาะဒါပေမဲ့ view ကတက်သွားနိုင်တယ်ဒါပေမဲ့ view ကတန်းတဲ့ချီရရအောင် customer မဖြစ်တာအများကြီးဖြစ်နိုင်ပါတယ်အရေးကြီးဆုံးက marketing message ပါ view နဲ့ marketing message နဲ့လည်းလုံးဝမတူပါဘူးကျွန်တော်တို့အနေနဲ့ view တက်ဖို့စူးစမ်းနေတဲ့အစားကျွန်တော်တို့က marketing message မှန်အောင်ပထမဆုံးနေရင်လုပ်ပြပါတယ် view ကဘယ်လိုလူမျိုးတွေတော့ကောင်းလဲဆိုတော့ကျွန်တော် content creator เนาะ sponsorship ပေးတဲ့လူတွေတော့ကျွန်တော်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့လို small and medium business တွေဆိုရင်တော့ view ကအရင်ရေးမကြည့်ဘူးဘာလို့လဲဆိုတော့ TikTok က view ပေးမှကျွန်တော် business ကိုဆက် run လုပ်ရမယ်ဆိုရင်တော့အမှားတွေပါကျွန်တော်လုပ်တဲ့ပုံစံလေးကိုကျွန်တော်ပြပြချင်ပါတယ်ကျွန်တော်အခုဆိုရင် TikTok မှာဒီ online သင်တန်းကိုကျွန်တော် promote လုပ်တယ်ဒါပေမဲ့ကျွန်တော်မှာတသိန်းရှိတဲ့ follower ရှိတဲ့ channel ကကျွန်တော် ban ခံထားတယ်ကျွန်တော်စီမှာ customer တွေ TikTok ကလာတဲ့ customer တွေအများကြီးရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ right message တာပေါ့ view ကတော့မတက်ဘူးဒါပေမဲ့ကောင်းတာတစ်ခုကလည်းဆိုတော့ customer ရှိ customer အများကြီးရှိတယ်ကျွန်တော်လုပ်ရတာပါလဲဆိုတော့အဲ့ဒီ right message ပေးနေတဲ့ကြေညာကျွန်တော် boost လုပ်ရခြင်းဖြစ်ပါတယ် view တက်ဖို့ကတော့အရေးမကြီးတော့မဟုတ်အရေးကြီးတယ်ဒါပေမဲ့ view ဒီ customer မဟုတ်ဒါတော့ကျွန်တော်ကတက်တက်ကွဲကွဲပြီးတော့လုပ်ပါတယ်အဲ့တော့ညီမပထမအဆုံးလေးမေးချင်တာပေါ့နော်ဒီ view 1000နဲ့ရောတကယ်ရောအလုပ်ဖြစ်လားပေါ့နော်ညီမသိထားတာကြတော့ view million လောက်ထွက်မှာအလုပ်ဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒါလေးလဲဆရာတစ်ချက်လောက်ပြပြပေးပါဦး view 1000က solid ဖြစ်နေရင်တော့ yes ကျွန်တော် customer ရနိုင်ပါတယ်ကျွန်တော်ရဲ့ online workshop တွေ run ထားတဲ့ video ဆိုရင် view ကအများကြီးမရှိဘူးဒါပေမဲ့ကျွန်တော်စီမှာတကယ် paying customer ရှိရပါတော့ပွင့်လင်းပြောရရင်အဲ့ဒီ video ရဲ့ organic view ဆိုရင်1000လောက်ရှိနော်လင်းကတော့မရှိမဲ့အချိန်မှာကျွန်တော်ဘာလုပ်လိုက်ရလဲဆိုတော့နည်း boost လုပ်ရတာပေါ့နော် boost လုပ်တဲ့အချိန်မှာကျတော့ customer အများကြီးပို့လာပါပေါ့နော်အရေးကြီးဆုံးကကိုယ့်ရဲ့ TikTok video ကဘာလဲဆိုတာ clear ဖြစ်နေလို့နော်ဘာ message ပေးနေလဲဆိုတာအရန် clear ဖြစ်ဖို့လိုမယ်အကယ်၍ကိုက round message ပေးတယ်ဆိုရင် view များလဲလည်းပါတယ်ဒါဆိုလို့ရှိရင်ဆရာပြဿနာကြတော့ view နေတာမဟုတ်တော့ဘူးပေါ့နော်ပြဿနာ view နေတာမဟုတ်ပါဘူး view နေတိုင်းလဲ customer နည်းမယ်လို့ကျွန်တော်ပြောလို့မရပါဘူးအဲ့တော့ view များတိုင်းလဲ customer များတယ်လို့ကျွန်တော်ပြောလို့မရပါဘူးအဓိကအရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော် right customer စီကို right message ပေးဖို့လိုအပ်ပါတယ်အဲ့လိုဆိုတော့အခုပေါ့နော်ဒီ creator တွေပြောနေကြတာပေါ့နော်ဒီ2025 2026မှာဆိုလို့ရှိရင်သူက TikTok က view တော်တော်ကျသွားတယ်ပြောတယ်အဲ့လိုကြာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြာသူက algorithm တွေကဘယ်လိုပြောင်းသွားလဲဆရာ TikTok အနေနဲ့က2024 2025မှာကျတော့အလုပ်လုပ်ပုံနေမှာမတူဘူးဒီ2024နဲ့2025မှာ TikTok က new account လည်းကော old account လည်းကောသူကဘာလုပ်ပေးရလဲဆိုတော့ချဲ့ပေးထားပါတော့ account တစ်တွေပေါ့နော်ကိုယ်မသိတဲ့ random account တွေကိုပြပေးဒါပေမဲ့ခု2026မကြာသေးခင်ကပဲသူတို့ပြောင်းလဲရတဲ့ခုရှိတယ်ကိုယ့်ရဲ့
follower ပါမတည်ပြီးတော့သူ့ရဲ့ view တွေကအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့ကိုက follower မရှိဘူးဆိုရင်ကိုယ့်ရဲ့ content ကလည်းမကောင်းဆိုရင်ကိုယ့်ရဲ့ video တစ်ခုကပုံမှန် post လုပ်ပေးမယ့်ဟာတော့ view များတော့ပဲသွားတယ်ဒါပေမဲ့ကိုက content ကကောင်းတယ်ဆိုရင်တော့ဒီတက် view များနိုင်တယ်ပေါ့နော်ဒီ changes တွေကကျွန်တော်တို့ကမသိလို့မရဘူး အဲ့လိုဆိုတော့ဆရာဒီ follower များရဲ့ account တွေကပို့ပြီးတော့အခွင့်အရေးရသွားမယ်ဆိုတဲ့သဘောလားဆရာ ဟုတ်တယ်လက်ရှိမှာ follower များတဲ့ account ကဖေးရမယ်ဆိုတဲ့ပုံစံဖြစ်တယ်ဒါပေမဲ့လည်း follower များပေမဲ့သူက video content quality ကမကောင်းပုံမှန်တာမန် video ပဲဆိုရင်တော့သူက push မလုပ်ဘူး TikTok က Facebook နဲ့လည်းတူတာပေါ့နော်အဲ့ follower တသိန်းရှိနေပေမဲ့လည်းကိုက3-400လည်းဖြစ်နိုင်တယ် view ကဘာကြောင့်လဲဆိုတော့တကယ်ကို video quality ကိုအများကြီးမိကိုလား fake follower တွေ fake view တွေပေါ့နော်ဒါမျိုးတွေဝယ်လို့ရနေရဲ့ဆရာအဲ့ဒါတွေရောအလုပ်ဖြစ်ပါမလား ကိုလည်းဘယ်လိုပြောရလဲစမ်းမှုတယ်ဒါပြဿနာပါလဲဆိုတော့ဒါအလွယ်လေးလိုက်တာအဲ့ဒီ account တွေက bot တွေနဲ့လောက်ထားဘူး bot တွေနဲ့လောက်ထားရဆိုတဲ့အချိန်မှာကြာတော့အချိန်ကြာရင်မခံဘူး3-4လဆိုရင်တော့အကုန်လုံးပြောင်းဒါကြီးကမသိရင်တော့ branding တစ်ခုတော့ကောင်းတော့ပုံစံဖြစ်နေပေမဲ့လည်းဒါပေမဲ့လည်းတကယ်လက်တွေ့မှာဘာမှမဖြစ်ဘူးပိုဆိုးတာကဘာလဲဆိုတော့ကိုတို့တကယ်ကို customer မရဘူးအဲ့ဒီ fake views တွေကcustomer မရဘူး view တက်သွားရဲဆိုတော့ပုံစံ၄ပဲရှိတယ်ဒါပေမဲ့တကယ်ကြီးကိုလုပ်ငန်းမဖြစ်ဘူး အဲ့လိုဆိုတော့ဆရာအနေနဲ့ကြတော့ဆရာရဲ့ဘယ်လုပ်ငန်းအတွက်ကို TikTok ကိုအသုံးပြုနေလဲပေါ့လက်ရှိမှာ အဓိကကတော့လုပ်ငန်းတိုင်းကတော့တုံးတယ်ဒါပေမဲ့ pay reach ပေါ့နော်တကယ်ယူနေရတော့ calling consulting ဒီ AI နဲ့ marketing တင်တဲ့ပဲအခုကတော့လက်ရှိလုပ်ပေးနေပေါ့နော်ဒီကမြန်အန်းဆိုရင်လက်ရှိမှာ organic တော့တွားနေတယ် awareness တစ်ခုကိုယူလို့ရတယ်ဒါပေမဲ့ customer တော့သူတို့အဲ့ကလည်းမရှာနေဘူးဒီရန်ဆိုရင်တော့ daily တော့တွားတယ်ဘာကြောင့်လဲဆိုတော့ဒီရန်ကျတော့သူတို့တကယ်လူငယ် audience ပေါ့နော်လူငယ် audience တွေအများကြီးက TikTok မှာရှိတယ်ဆိုတဲ့အချိန်မှာကျတော့အဲ့ဒီတင်တဲ့အတွက်တော့တုံးတယ် TikTok မှာ boost ဆိုတာကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုတာ TikTok မှာ Facebook နဲ့မတူဘူးတကယ်ကိုလူအစ်စ်တွေပဲဆက်သွယ်ကြတယ်ပေါ့နော်လူအစ်စ်တွေပဲဆက်သွယ်ကြတယ် ဆရာခုနကပြောရတယ်ပေါ့နော် calling consulting အတွက်ကိုဒီ TikTok မှာ boost ထိုးတယ်ပေါ့နော်အဲ့လိုဆိုတော့အခုမှစမဲ့သူတွေအတွက်ဆိုလို့ရှိရင်ရောဘာချက်ကိုဘယ်လောက်သုံးပြီးတော့ဘယ်လိုမျိုးလုပ်ရမလဲဆရာ ခုမှစမဲ့သူတွေဆိုရင်တော့ဘာချက်က$1 $2နဲ့စလို့ရတယ်ဒါပြဿနာမရှိဘူးကိုယ်ကိုယ်တိုင်တုံးတဲ့ပုံစံပြောရမယ်တော့ကိုကတော့$10လောက်တုံးတယ်$10လောက်3ရက်လောက်ဆန်ရန်ကြည့်တယ်နောက်ပြီးတော့တကယ်အလုပ်ဖြစ်ဆုံးပြီးကိုက push လုပ်တာပေါ့နော်ပြီးသွားတဲ့ခါကျရင်ကိုတို့ကဒီသူ့ရဲ့ result တွေကိုကိုတို့က AI နဲ့ဆက်လိုက်လို့ရတယ်ပေါ့နော် AI နဲ့ဆက်လိုက်တဲ့အချိန်မှာကျတော့ကို video ရဲ့ performance ကိုသိတာပေါ့အဲ့ဒါကိုမသိပြီးတော့ကိုတို့ကတကယ်ကိုအလုပ်ဖြစ်တဲ့ video ပဲကိုကထပ်ပြီးတော့ invest ထပ်လုပ်တာပေါ့ ဆရာပြောတဲ့အထဲမှာပေါ့နော် AI နဲ့ဒီ result တွေကိုစစ်တယ်ဆိုတာအဲ့ဘယ်လိုမျိုးလေးလဲဆရာ TikTok မှာလည်းဒီ Facebook လိုမျိုးပဲ dashboard လေးရှိတာပေါ့နော်ကိုယ့် video ရဲ့ performance ကိုကိုကဆွဲထုတ်လို့ရတယ်ပေါ့နော်အဲ့ကဟာကိုကိုတို့ကခါတယ် screenshot ရိုက်တော့လည်းကောင်းအဲ့က data တွေကို manually ထည့်တာလည်းကောင်းကိုက AI နဲ့ထည့်လိုက်လို့ရတယ်ထည့်လိုက်ပြီးတော့ရင် AI ကကိုက channel တောင်းလို့ရတယ်ပေါ့နော်ဒီဟာ set run တင်လဲဒီဟာရော run တင်ရလားအဲ့လိုမျိုးကိုက detail တော့ channel သွားလို့ရတယ်ပေါ့နော်ဗီဒီယိုတစ်ခုတည်းလုပ်ပြီးတော့ကိုတို့ကဒီ AI ကိုငါဘာ set run ရမှာလဲလို့မေးလို့တော့မရဘူးဒါပေမဲ့ဗီဒီယို3-4 ပုတ်လောက် run ထားပြီးတော့အဲ့ဒီ3-4 ပုတ်မှာပဲဟာလုပ်ဖြစ်တယ်ပဲဟာကိုဆက်ပြီးတော့သွားတင်လဲဆိုတော့ကိုက AI ကိုမေးလို့ရတယ်ပေါ့နော်အဲ့ဒါဆိုတော့ AI ကတိကျကျပြောပြလိုက်မယ်ဘယ်ဟာကအားတာနေလဲဘယ်ဟာအားနေနေလဲဆိုပြီးတော့လေအဲ့တော့ဘယ်ဟာကိုပို့ပြီးတော့ budget ကိုတိုးတင်လဲဆိုတော့ပြောပြရဲဆိုတော့ကိုတို့ကအဲ့ဒီမှာဆုံးဖြတ်ချက်ချလိုက်လို့ရတယ်TikTok မှာလေညီမတွေ့နေရပါတော့နော် TikTok ဒီ video တွေကို view တက်ချင်တယ်ဆိုလို့ရှိရင်ဒီ setting လေးကိုညှိပါတို့ workflow လေးကိုဖွင့်ပါတော့ဒါမျိုးလေးပြောနေကြတာညီမတော့တွေ့တယ်ပေါ့နော်ဆရာအနေနဲ့ဆိုရင်အဲ့လိုမျိုးသုံးဘူးလားပေါ့နော်ကျွန်တော်ကတော့ဟဲ့ရုံချင်မရှိဘူးအဲ့ဒါတော့သူတို့ရဲ့ marketing techniques တခုလို့တော့မြင်တယ် TikTok မှာ video အောင်လုပ်ချင်တယ်ဆိုရင်တော့အဓိကအရေးကြီးဆုံးကတော့နှစ်ခုပေါ့နော်တစ်ခုကတော့ hook ကောင်းရမယ်မနေ့ကကျတော့ video တစ်ခုကိုကြာကြည့်စီချင်ဆိုရင် test hook လဲဆိုတာရှိတယ်နော်ဒီ video ကဘာအကြောင်းလဲပေါ့နော်အဲ့လိုလေးပြောထားတဲ့စာလေးရှိရပါတော့အဲ့ဟာလေအဲ့နှစ်ခုကို fix လုပ်တယ်ဆိုရင်တော့ view ကတော့ပြင်းနေများလာလိမ့် customer view ဆိုင်တဲ့စကားကြီးတွားရေးထားတယ်ဆိုရင်တော့သိကြတယ် view ကတော့တက်မှာဆရာ hook ဆိုတဲ့အကြောင်းလေးကိုပြောသွားတယ်ပေါ့နော် hook ကောင်းကောင်းရေးတက်လို့ရှိရင် customer ရပြီလားပို့ဆိုရင်တော့အဲ့ဒီ hook ကိုရဖို့အရင်ချိန်ပြတယ်တခါကျရင်တနားရင်ကောက်ချိန်ပြတယ်အားကြောင့်လဲဆိုတော့အဲ့ဒီ hook ဒီတာဒီ video ရဲ့အသက်ဖြစ်တယ်ပေါ့နော် hook ဆိုတာကျွန်တော်တို့ attention ရှာလုပ်တဲ့အရာကိုပြောတာမဟုတ်ဘူးเนาะဒီက customer ဘာကြီးဆိုင်တယ်လဲအခုနောက်ဆုံးလုပ်လိုက်တဲ့ hook ဆိုရင်အခုလက်ရှိမှာအရင်ပေါက်နေပါလေဆိုတော့နေကနေ AI နဲ့ marketing လေ့လာကျင်တာလားเนาะတင်းနယ်မြို့မှာ AI နဲ့ marketing တင်တယ်မရှိဘူးဆိုရင်အဲ့လိုမျိုး messaging ကိုကိုကအရင် invest လုပ်တယ်ပေါ့နော်ဆရာအခုပေါ့နော် AI သုံးပြီးတော့ script တွေရေးနေရပေါ့နော်framework လေးတစ်ခုလောက် share ပေးလို့ရမှာဆရာကိုအနေနဲ့လည်းလက်ရှိမှာသုံးနေတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ HSC ပေါ့နော်အဲ့တော့ကိုက hook story city ရေပေါ့နော်အဲ့ဟာကို example ပေးရမယ်ဆိုရင် AI နဲ့ marketing လေ့လာကြည့်လို့ရအောင်လား
ကျွန်တော် AI နဲ့ marketing တင်တန်းတွေဖွင့်နေပါတယ်မင်္ဂလာပါကျွန်တော်များအောင်ပိုင်းပါကျွန်တော်ကမြန်ရဲ့ CEO ပါနော်ခုန post လုပ်လိုက်တယ်ကျွန်တော်ကမြန်ရဲ့ CEO ပါဆိုတာအဲ့ဒါ story ဟုတ်ပြီနော်နောက်ဆုံးကြတော့ဗာလဲဆိုတော့ CTA ဆိုတော့စိတ်ဝင်စားရင်အခုပဲတင်တန်းနိုင်လိုက်ပါနော်အဲ့ဟာကျွန်တော် CTA ပေါ့နော်အဲ့ဒါဆိုတော့အကိုတို့ခု TikTok စာရေးနေလို့ဆိုရင်ဒီမှာ TikTok ဘာလုပ်အောင်လဲဆိုတော့ကိုယ့်အကြောင်းအရာကိုပြောပြမယ်။ဒီအောင်ဆက်ပြောပြလို့ရဆိုရင်ဘာလုပ်အောင်လဲဆိုတော့အဲ့ HSCO ကိုကကျွန်တော်ပြောလိုက်ရပြီနော်။အဲ့ဒါဆိုတော့ TikTok ရေးပေးပါ TikTok script ရေးပေးပါ HSC formula နဲ့ရေးပေးပါ format နဲ့ရေးပေးပါအဲ့ဒါဆိုရင်ပြီးသွားပြီပေါ့နော်။အဲ့ဆက်တော့လည်းနှစ်နေရပါတော့နော်။ဘယ်နဲ့ second လို့ကျင်လဲကိုကတိတိကျပြောလို့ရတယ်။နော်နောက်ပြီးရင်ကိုကရှင်းကြီးကြီးပြောချင်တာလား sales အတန်းနဲ့ပြောချင်တာအများကြီးတိတိကျကျပြောလို့ရပါတော့။အဲ့ဒီ HSC ဆိုတဲ့ formula လေးကို AI ကနားလဲတရားရုံးနားလဲနော်အဲ့ဒါအဲ့ဟာလေးကို AI ကိုထည့်ပြလိုက်ပြီဆိုတာ AI အဲ့ဒီ format လေးတိုင်းရေးပေးသွားလိမ့်မယ် AI နဲ့ TikTok နဲ့ပေါ့နော်ဘယ်လိုတွဲပြီးတော့သုံးရတာမျိုးလဲဆရာ AI နဲ့ TikTok နဲ့တွဲပြီးသုံးလို့ရတဲ့အရာတွေအများကြီးရှိတယ်ဟိုတကယ်သုံးနေတဲ့အရာတွေကတော့ခုနကလို script ပါမယ်နော် hook တွေဘယ်လိုလုပ်မလဲ test hook တွေဘယ်လိုလုပ်မလဲပညာတွေဘယ်လို analyze လုပ်နောက်ဆုံးတစ်ခုကကြတော့ဗာလဲဆို A/B testing နော် A/B testing အဲ့ဒါလည်းမြင်ပါ A/B testing ဆိုတာကကိုကပညာသုံးဖို့လောက်ကိုမတူတဲ့ hook တွေနဲ့ဘယ်လိုတွားလဲအဲ့ဒါတွေကိုကိုကဂျူပြီးတော့ plan လုပ်ထားတာပေါ့နော် plan လုပ်ထားပြီးမှလာအဲ့ဒီဟာတွေကိုကိုကတင်ကြည့်တယ်ပညာ run ကြည့်တယ်အဲ့ခါမှထွက်လာတဲ့ result ပေါ်မူတည်ပြီးတော့အကိုတို့ကဘယ်ပညာကအကောင်းဆုံးလဲအဲ့ဒီပညာကိုဘယ်လို invest ထပ်လုပ်ရမလဲဆိုတော့ကိုကစဉ်းစားတယ်ခုနကလို video 3-4ခုပြန် run ထားတယ်အဲ့ဒီမှာဘယ်ဟာကတကယ်ကို performance ကောင်းနေလဲဆိုတာအကိုတို့ကတိကောင်းတိနိုင်ပေမဲ့တကယ်မသိဘူးဒါပေမဲ့ AI ပို့တည်ရပါတော့ဘာလို့လဲ AI ရဲ့ data နဲ့ပို့ပြီးတော့နားလဲတာဟုတ်အဲ့တော့ AI ကတကယ်ကိုကိုဘယ် direction သွားတင်လဲဘယ်ပညာတကယ်လုပ်ဖြစ်နေလဲသိကြပြောရဆိုရင်အကိုတို့ကို invest လုပ်ရဲတာ အခုပေါ့နော် TikTok နဲ့ပတ်သက်ပြီးတော့ဆရာပဲပြပေးခဲ့တာလေးကတော့တော်တော်ဘူးတူတာလေးရတယ်စုံစုံလေးနဲ့ရှိရပေါ့နော်ဒီနေ့ episode 2လေးကတော့ဒီလောက်နဲ့ပဲဆုံးသက်တော့မယ်ပေါ့နော်အဲ့လိုဆိုဆရာအနေနဲ့နောက်ဆုံးပေါ့နော်ဒီကြည့်နေတဲ့သူတွေကိုဟိုဗာလေးမြန်ထပ်ပြီးတော့ပြပြပေးခြင်းလေးပဲဆရာ အဓိကအရင်ရေးကြည့်တာကဘာလဲဆိုတော့အကိုတို့ကအခုအများကြီးပြောတဲ့ right message ပေါ့နော်အဲ့ဒါဆိုတော့ဒီမှန်ကန်တဲ့ message ကအရေးကြီးဆုံးပဲเนาะညီဒီ TikTok မှာမဟုတ် Facebook မှာလည်းတူတူပဲအဲ့ဒါဆိုတော့ဘာချက်နည်းနည်းနဲ့အခုတို့တုံးနေရဆိုရင်တော့မှန်ကန်တဲ့ message နဲ့ရှိရဆိုရင်အခုတို့ဘာချက်များတုံးပြီးတော့မှားတဲ့ marketing message တွေ run နေတယ်အခုတို့ပို့တာရမယ်ပေါ့နော်အဲ့ဒါဆိုတော့ဟိုပြောနေတာကကျေးဇူးပြုပြီးတော့ marketing message ကို fix လုပ်ပါเนาะboost လုပ်တာအဲ့ဒါတွေကအရေးမကြီးသေးဘူးเนาะအဲ့ဒါဆိုတော့ဒီမှာဒီရေးဆုံးဒီ marketing message ကို fix လုပ်မယ်ဒီမှာဒီ TikTok ရဲ့ view တက်လာတော့ထိုင်ဆောင်ပါเนาะအဲ့ဒါဆိုတော့ view တက်လာတော့ထိုင်ဆောင်နေကိုက fully point ဖြစ်သွားပြီเนาะအဲ့ဒါဆိုတော့ TikTok view တက်လာတော့ထိုင်ဆောင်နေရမလို့အခုကအဲ့ဒါဆိုတော့ကိုရီးယားကိုရဲ့ marketing message ကမှန်တယ်ဆိုရင်ကိုက boost လုပ်ပြီးတော့ကိုကလုံးဝစစ်မှန်တဲ့ customer ကိုရှာပြရတယ်ဒါကတော့အခုလက်တွေ့သုံးနေတဲ့ technique တွေဖြစ်ပါတယ်โอเคအဲ့ဒါဆိုတော့အခုကြည့်ပြတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက် episode မှာ